Hello guys ဒီနေ့မှာစက်တတန်းစာမေးပွဲလေးပြီးတော့မှာဆိုတော့ကျောင်းသားတွေအမင်းများတဲ့နောက်နှစ်ဂျီတွဲစာမေးပွဲအင်္ဂလိပ်စာဘယ်လိုမျိုးဖြေရမလဲအောင်မှတ်ဘယ်လိုမျိုးရကြမလဲဆိုတော့မေးခွန်းဖြေပေးချင်ပါတယ်ဆိုတော့အရင်ဆုံးသိရမှာတော့ဒီစာမေးပွဲရဲ့sample မေးခွန်းပုံစံပေါ့နော်နမူနာမေးခွန်းပုံစံသိရပေါ့မေးခွန်းမှာဆိုရင်ပထမအဦးဆုံးနံပါတ်1အနေနဲ့သူတို့မေးတာဆိုတော့ initial word ဆိုပြီးတော့မေးတယ်ပေါ့ဆိုတော့ initial word ကကျတော့ဘာမှတူတူကြည့်စရာမလိုဘဲနဲ့ဒီ unit 12ခုလုံးဖတ်စာအုပ်ထဲမှာပါတယ် textbook ထဲမှာပါတယ် unit 12ခုတည်းကစကားလုံးတွေကိုပဲပြန်ပြီးတော့ထုတ်ပြီးတော့10လုံးကိုပြန်ရွေးပြီးတော့ initial word ဆိုပြီးတော့ဖြည့်ပေးရတာမျိုးပေါ့နော်ဒါကတော့ spelling မှားတတ်တာဘာညာရှိလို့10မှတ်လုံးအပြည့်မရနိုင်ဘူးဆိုရင်ဒါလည်းဖတ်စာအုပ်ထဲရတဲ့အမှန်မလို့အဲ့ဒီ10မှတ်တစ်ခုရှိမယ်နောက်တစ်ခုကအဲ့ဒီဖတ်စာအုပ်ထဲကဒီ passage တွေကိုဖတ်တဲ့အခါကျရင် answer the question တွေပါလာမယ်အဲ့ဒီ answer the question က4မှတ်ထပ်ပြီးတယ်ဆိုတော့ဒီဖတ်စာအုပ်ထဲကပဲ14မှတ်ရမယ်ပေါ့အဲ့ဒီ read the passage ကိုဒီ passage တွေကိုပဲ read the passage အနေနဲ့ပြန်ပြီးတော့မေးတာကြီး10မှတ်ဖို့ထပ်မိထားတယ်အဲ့တော့စုစုပေါင်းအနေနဲ့ခုနက14မိနစ်ဆိုရင်24မှတ်ပြီးတော့ဒီဂျီတွဲစာအုပ်တအုပ်လုံးထဲမှာ poem က4ပုဒ်ပဲပါတယ်အဲ့ဒီ poem 4ပုဒ်ထဲကနေပြီးတော့ poem 4ပုဒ်ကိုအလွတ်ရတယ်ပေါ့အလွတ်ချက်ထားတဲ့ပုံစံမျိုးနဲ့ဆိုရင်စုစုပေါင်း6မှတ်ရနိုင်ခြေရှိတယ်အဲ့တော့စုစုကခုနပြောနေတဲ့24မှတ်နဲ့6မှတ်နဲ့ပေါင်းလိုက်မယ်ဆိုရင်အမှတ်30ဆိုတော့ဒီဖတ်စာအုပ်ထဲက passage ကိုဖတ်တာနဲ့ poem ကိုဖတ်တာနဲ့ဒီစုစုပေါင်းအမှတ်30ရနိုင်ခြေရှိနေပြီပြီးတော့ရင် essay letter ပေါ့နော် letter မှာဘာမှ တူမရေးနိုင်ဘူး letter format ပေါ့ how are you I am fine လောက်ပဲ letter format ပဲရေးမယ်ဆိုရင်တော့3မှတ်ပေးပါတယ်3မှတ်ပြီးတော့ grammar ကို10မှတ်ပြီးတဲ့နေရာမှာအမှတ်အများကြီးမရဘူးဆိုရင်တော့မှာပဲ4မှတ်5မှတ်လောက်ရတယ်ဆိုရင်တော့ဒီ3မှတ်နဲ့ပေါင်းမယ်ဆိုရင်ဘလောက်ဖြစ်သွားမလဲ3မှတ်နဲ့4မှတ်ပဲရရထား9မှတ်ဆိုတော့တခြားမှတ်တွေမှာဆိုရင် dialogue 10မှတ်ပြီးတာရှိတယ် dialogue ဆိုတာကျတော့ box ထဲမှာထည့်ထားတဲ့စာတွေကိုဒီအောက်ထဲမှာပေါ့ကိုကပြန်ပြီးတော့တူရပြောဖြစ်ရတစ်ခုခုသူကပြောထားတာပေါ့နော်မွေးနေ့ဆိုလဲမွေးနေ့မဟုတ်ရင်အလှူသွားရေးဆိုလဲအလှူသွားရေးအဲ့လိုဖြစ်ရတွေကိုဒီခုနအပေါ်မှာ box ထဲမှာပေးထားတဲ့စာတွေကရွေးပြီးပြန်ဖြည့်ပေးရဖြစ်တဲ့ကြောင့်မလို့မှန်နိုင်ချေသူကတအားများတယ်အဲ့တော့ဒီထဲမှာဆိုရင်လဲ3မှတ်လောက်ရတယ်ဆိုရင်ဒါခြေတွဲမှာအောင်ဖို့အတွက်က40လောက်ကိုအသားလေးသူကပေးထားရပေါ့အောင်မှတ်ဖို့ရဖို့တအားလွယ်ပါတယ်တအားလွယ်ဆိုကိုလုံးမှလည်းဖြစ်မှာပေါ့တော့တခြားဟာတွေမှာဆိုရင် multiple choice တွေရှိတယ် multiple choice ကကျတော့အကျွေးခေါ်ယူစာမှားတာလွဲသွားတာဖြစ်နိုင်တဲ့ကြောင့်မလို့သူကတော့မှန်တော့ရင်းတော့မသိချဘူးနောက်တစ်ခုဘာရှိသေးလဲဆိုတော့ grammar တော့ပြောပြီးသွားပြီဆိုတော့as in read the passage ရေ as in read the passage ကစကားလုံးတွေကိုမသိဘူးဆိုရင်တော့မေကုန်းဖြေနည်းကိုသိထားရဆိုရင်စာပိုက်တရားတိုင်းကွက်တီကူးချလို့ရကြမလို့ကိုက read the passage ဖြေနည်းတွေကိုသာသိထားမျိုးဆိုရင်ဒီအမှတ်ကလည်းပဲကိုအုပ်တယ်ပဲဖြစ်မှာပဲပြီးတော့ essay letter ပေါ့နော်ဆိုတော့ဂုဏ်ထူးသမားတွေအတွက်ကကျတော့ဂုဏ်ထူးရဖို့ခက်ပါတယ်ဘာလို့လဲဆိုတော့ essay ကိုသူက15မှတ်တောင်ပေးထားတာ letter ကိုကျတော့10မှတ်15မှတ်နဲ့10မှတ်ဆိုတော့ဒီမှာတွေ25မှတ်ဖြစ်နေပြီဆိုတော့ဂုဏ်ထူးထွက်ဖို့ဆိုရင် essay letter ကျင်းတွေပေါင်းရပြီးကျန်တာတွေမှန်နေမှရမှာမလို့ဂုဏ်ထူးထွက်ဖို့တော့ခက်ပါတယ်ဒါပေမဲ့တခြားအောင်မှတ်ကကျတော့ရဖို့လွယ်တယ်ပေါ့နော်ဆိုတော့အောင်မှတ်ပြအောင်ဘယ်လိုမျိုးလုပ်ချင်ဘယ်လိုမျိုးလုပ်ရင်ရမလဲတခြားဘာတွေကသိချင်နေဆိုရင်တော့ comment မှာမေးသွားလို့ရပါတယ်